ဟုတ်ကဲ့ခင်ဗျာယခုရှင်းပြမယ့်သင်ခန်းစာကတော့တွေ့မြင်နေရတဲ့ furniture table ဆိုတဲ့လေးရဲ့ဓာတ်ပုံကိုအခြေခံပြီးတော့ 2D ကောက်ကြောင်းလိုင်းအဖြစ်လုပ်ငန်းခွင်မှာအသုံးပြုဖို့အတွက် Photoshop software မှာပြောင်းလဲပုံဖော်ပေးဖို့ဖြစ်ပါတယ်လေ့လာကြအောင် layer တစ်ဆင့်ဆွဲထည့်လိုက်ပါတယ် Control T transform ကိုအသုံးပြုပြီးတော့ shift key နဲ့ down ကနေ ဖိဆွဲခါမှာတော့အချိုးအစားမပြတ်ဖက်နဲ့ပုံကြီးကိုရမှာပါ transform ထဲမှာ double click နှိပ်မယ်ဆိုရင်တော့ transform ဖြုတ်လို့ရပါတယ် Control M မှာအလင်းမှောင်ကိုပြုပြင်ခြင်းဖြင့်ပုံကိုထင်ရှားရှားမြင်ရစေပါတယ်ပန်တူးကိုအသုံးပြုဖို့အတွက်ရွေးချယ်စရာနှစ်ခုရှိပါတယ်နောက်တစ်ခုကတော့ဒီမျိုးအလန်းချောင်းနဲ့ရောပြီးတော့ဆေးရောင်ကပါလာပါတယ်အဆင်မပြေပါဘူး Control Z ပြန်လုပ်ပါတယ်ဒါကတော့ကောက်ကြောင်းရွက်တည်တံ့ဖော်ပြပေးပါတယ်ကလစ်ချရင် point တိုးသလို mouse နဲ့ဖိဆွဲရင်လည်း point ရဲ့ handle ကိုဆွဲထုတ်လို့ရပါတယ်ဒီပါမြင်းမြောင်းတော့ဟုတ်ပါဘူးဒီမျိုးမြင်းကွေးလေးတွေကိုပန်တူးနဲ့တုံးပြရတာယခုလိုရမ်းဆင်ပြေပါတယ်ခါဒီကောက်နေတော့ယခုလိုမျိုး point ရဲ့ handle လေးတွေကိုဆွဲပြင်ပြီးရင်ဆင်ပြေပါတယ်နော်လေးအတစ်ခုခေါ်လိုက်ပါတယ် Control Enter ပါအတစ်ထရ stop ပါဒါဆိုရင်ညောင် stop တစ်ခုရရှိပြီဖြစ်ပါတယ်ကောက်ကြောင်းလိုင်းအတွက်ပါနောက်တစ်ခုကတော့ circle selection မှာ terminal တိုင်း circle 7တစ်ခုကိုရေးဆွဲပါတယ် transform selection မှာ selection ကို transform နေပြီးယခုလိုမျိုးအရန်ရွယ်လေးပြုပြင်လိုက်ရင်ပုံမှန် area တိုင်းတိကျရပါတယ်အတစ်ထရ stop ပါစဝိုင်းပုံစံတိုင်းထူတိုင်းခုရရှိဖြစ်ပါတယ်ဒါတော့ brush ဆုပ်တန်းလေးပါ size ကတော့5 pixel ပါ shift နဲ့တွဲပြီးတော့ယခုလိုမျိုး click ချမယ်ဆိုရင်အစနဲ့ဆုံးဆက်သွားပြီးတော့မြင်းဖြောင်းကြောင်းကိုလွယ်လွယ်ကူကူဖန်တီးနိုင်မှာဖြစ်ပါတယ်ဒီနည်းနဲ့ပဲမြင်းဖြောင်းတွေကိုဆုပ်တန်းလေးနဲ့ shift key နဲ့တွဲပြီးတော့လွယ်လွယ်ကူကူဖန်တီးနိုင်မှာဖြစ်ပါတယ်ပန်တူးကောက်ကြောင်းလိုင်းလေးကိုပေါ်ပေါ်နေမှာဆုပ်တန်းလေးရတဲ့ယခုလိုမျိုး shift နဲ့တွဲပြီးတော့အသုံးပြုတာအရန်ကိုသုံးဝင်ပါတယ်။ဘာဖြစ်လို့ဒါဆိုရင်ပုံမှန်ပုံစံတိုင်းကောက်ကြောင်းလိုင်းတစ်ခုကိုဒီမျိုးအဆင်ပြေပြေပုံဖော်နိုင်ဖြစ်ပါတယ်။ဒီလိုရင်တော့ closure အနုပြန်လုပ်ပြီးတော့ဒီမျိုးတိုးရှိကိုချိန်ဆရပါတယ်။ဒါဆိုရင်တော့၄000ပုံကောက်ကြောင်းတစ်ခုရရှိပါပြီ။အခုတော့မြင်တွေ့ပါလေယာတစ်ခုထပ်ခေါ်ပါတယ်ပန်တူးကိုအသုံးပြုပြီးတော့ယခုလိုမျိုးရေဆွဲမှအဆင်ပြေတာပါလိုအပ်ရင်လွတ်နေမှာ point တိုးရင်းဖြင့်အလျှော်တင်းပြုလုပ်လို့ရပါတယ်ခွန်စပွဲရဲ့ကောက်ကြောင်းပုံစံတိုင်းကိုပန်တူးနဲ့ပုံဖော်နေတာပါ Photoshop software မှာပန်တူးကိုယခုလိုမျိုးကျွမ်းကျင်အသုံးပြုနိုင်ဖို့လိုအပ်ပါတယ်point တွေကိုရွှေချင်းဖြင့်အချင်းကျယ်ကိုလိုလိုပြောင်းလဲနိုင်ပါတယ်ပြီးတော့ Control Enter ပါဒါဆိုရင်တော့ Control Line 6 selection ပြောင်းလဲသွားပါပြီဒီတူကို select ထားပါတယ်ဒီထက် stop ပါဒါဆိုရင် stop ရဲ့အနား line 6အခုလိုမျိုး Control တစ်ခုပေါ်လာပါပြီ layer မတူပါဘူးเนาะ layer 3ရဲ့မှာပဲဝင်သွားတာပါ user ခက်တဲ့သူတွေနဲ့ယခုလိုမျိုးမလိုတဲ့အတွင်းသားတွေကို user ခက်တဲ့သူတွေနဲ့ယခုလိုမျိုးပြည့်ချက်အသုံးပြုတာအများကြီးအဆင်ပြေပါတယ်เนาะlayer 3 select ဖြစ်နေတဲ့အတွက် user ခက်ပြက်လေးနဲ့ဖြတ်မြအောင် select ဖြစ်နေတဲ့ layer 3ရဲ့မှာပဲကြိုးစားမှုရှိပါတယ်လိုအပ်ရင်တော့ layer 2ကိုရွေးချယ်ပြီးတော့ကောက်ကြောင်းလမ်းတွေကိုခက်ပြက်တူနဲ့ယခုလိုဖြတ်နိုင်ပါတယ်ဆိုတော့လေးတူလေးပါ back side 5% နဲ့ယခုလိုမျိုးဝါရောင်တရားပြားလျှောက်ယခုမျိုးကောက်လိုင်းကိုပုံဖော်ပါတယ်အပေါ်ကတော့မများလေးအတွက်ပါဘာလို့လဲအခုဆိုရင်တော်လေးရုံလုံးပေါ်လာပါပြီဒါကတော့ထောက်တန်လေးအတွက်ပါတော်တက်ပြီးဆိုရင်တော့တခုလုံးကိုခြုံကိုကြည့်ပါမယ်အလဲလိုင်းတစ်ခုကြံပါသေးတယ်
ဒါကြောင့်မလို့ layer 2ပြန်အောင် select ဖြစ်နေချိန်မှာပဲခုလိုမျိုးထပ်တိုးလိုက်ပါတယ်ဒါဆိုရင်ဘာဖြစ်တော့ဖန်တီယာဇွဲပုံလေးရဲ့ပုံစံတိုင်းကိုခက်ကောက်ကြောင်လိုက်လို့ပြီးပါပြီဆက်ပြီးတော့လေ့လာပါ